Okay, အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ CMBS ပဲဖြစ်ပါတယ်Minecraft လေးစဝင်တဲ့အခါမှာကျွန်တော်တို့ပထမဆုံးစိုးရွားတဲ့အရာတစ်ခုကတော့ဘေးနာစကင်ကြီးကကြည့်ပါဦး Steve တဲ့ Bruh အဲ့ဒါကြီးတစ်ခုဆိုရပါတော့ဟာဘာသာပြတာ viewer ရောဖြစ်နေတဲ့အချိန်ညမှာ Okay ဟောဒီက line ထားကောင်ပါ Okay ဘာမှမဖြစ်ဆိုတော့ကျွန်တော်ဒီနေ့မှာကျွန်တော်ဒီ Telegram vote ကို voting လုပ်ခိုင်းတဲ့အခါမှာကျွန်တော် MSR Minecraft Survival Series ကိုကျွန်တော် vote အများဆုံးပေးပြီးတော့ကစားဖို့တောင်းဆိုကြရပါတော့အဲ့ဒါကြောင့်ကျွန်တော် MSR Minecraft Survival Series လေးကိုကျွန်တော်ပြန်လည်ကစားရမှာဖြစ်ပါတယ်လို့ guys ဆိုတော့ yeah ဝင်လိုက်ပါပြီကြာကြီးပဲကျွန်တော်ဝင်ရမှာ300 MB တော့ကျွန်တော်ဟိုတော်တော်မဖြစ်တယ်ဆိုတော့ရကြော်လိုက်မယ်Okay ဆိုတော့ကျွန်တော်တို့တွေအခုဘောထဲကိုရောက်ပါပြီခင်ဗျာကျွန်တော်မဝင်တာအရင်ကျွန်တော်တို့ဝင်သားပါတယ် Okay ဆိုတော့ကျွန်တော် voting တိုင်းပေါ့နော်ကျွန်တော်အမြဲတမ်းမဲရလက်တွေကိုကျွန်တော်လေးစားပါတယ်ခင်ဗျာကျွန်တော် Telegram မှာ vote 10ယောက်ပုတ်ခိုင်းလိုက်တာကျွန်တော် MSR vote တယ်ဆိုတော့လေအများဆုံး vote တယ်ဆိုတော့လေကျွန်တော် MSR ပဲဝင်ကစားမှာပေါ့နော်ဘတ်ဒါပေမဲ့ကျွန်တော်တော်တော်များများပြီးနေပြီကျွန်တော်ဒီဘေကွန်ကြီးနဲ့စောက်ပြီးသွားပြီဟိုးဘက်မှာလည်းဝင်းမေးတွေပါမမြင်ရဘူးခဏလေးကျွန်တော်ပြမယ်ကျွန်တော် Dragon အောင်တက်ပြီးသွားပြီပဲကျွန်တော်ဒီမှာဝင်းမေးတွေလည်းကျွန်တော်ဝင်းမေးဟိုဒီကောက်တွေစောက်ထားတယ်ကျွန်တော်မတိတော့မေ့နေပြီဒီဘက်မှာလည်းကျွန်တော်အိမ်နေထပ်တိုးထားတယ်နောက်ပြီးမှာ Cactus fan လေးလည်းစောက်ထားတယ်ပေါ့နော်လုံးလားမသိဘူးဘာမှလည်းမရှိဘူး bruh maybe render distance နေလာလို့ထင်ပါတယ် yeah I guess နောက်ပြီးကျွန်တော်ဒီကဆေးကြီးကတီးပြီးသားထင်ပါတယ်ရတော်များများကျွန်တော်နည်းနည်းပြောင်းလဲသွားပြီပေါ့နော် Elytra လည်းကျွန်တော်ရသွားပြီဟုတ်ကနောက်ပြီးဒီထဲမှာ building တစ်ခုထပ်တိုးလာပြီပေါ့နော်ဒီနားမှာဟိုမှာပါကျွန်တော်ငကားဥကြီးထားအဆောက်အုံဖြစ်ပါတယ်ဒီနားကိုကျွန်တော် Bro Marlin ရဲ့ပေါ့နော် Minecraft Hardcore Series episode ဘယ်လောက်လဲမသိဘူးငကားဥထားတဲ့ video မှာသူအဲ့ငကားဥထားအဆောက်အုံလေးတာမသိဘူးစောက်တဲ့ဟာပေါ့နော်ကျွန်တော်အဲ့သူ့ရဲ့ video တွေကိုကြည့်ပြီးတော့လုံးဝချစ်စစ်သူနဲ့သူအောင်လိုက်ဆောက်ထားတာပေါ့နော်yeah တချို့နေရာလေးပဲပြင်ထားပါနည်းနည်းပဲပြင်ထားဒီ decoration လုပ်တဲ့အချိန်လေးပဲကျွန်တော်ပြင်ထားပါပေါ့နော်ကျန်တဲ့ဟာတော့သူနဲ့ပုံစံတူလိုက်ဆောက်ထားOkay ဆိုတော့ဒီနေ့ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဒီ wall တွေကိုကျွန်တော်အရင်တနေ့ကဝင်ဆော့တော့ကျွန်တော်ဘာဖြစ်လဲဘာလို့ပို့စဉ်းစားတာဆိုကျွန်တော် villager နဲ့တော့ trade မယ်လို့ကျွန်တော်စဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မှာvillager နဲ့ trade ဖို့တိတ်တောင်မရှိခိုင်းကျွန်တော်ဒီ story run နဲ့ရရင်ပဲကျွန်တော်ပစ္စည်းလေးနည်းယူလိုက်အောင်မယ်လောဆယ် villager နဲ့မ trade ခင်ကျွန်တော် firework တွေလိုအပ်တဲ့အတွက်ကြောင့် firework တွေရင်လိုက်အောင် golden flag လေးကျွန်တော်3 step 4 step ရအဲ့လောက်ယူအောင်တော့5 step လောက်ယူပါလိုက်5 step နီးပါလောက်ယူပါပြီးကျွန်တော် villager နဲ့ trade ပါမယ်လို့ကျွန်တော်ဒီနောက်ပိုင်းမှာကျွန်တော်ဒီ Minecraft Barrel Edition ကကျွန်တော် Hardcore mode တွေကျွန်တော် Hardcore mode ထွက်ပြီးဆိုတော့ကျွန်တော် Hardcore series လေးကျွန်တော်လုပ်ဖို့စဉ်းစားထားတယ်ပေါ့နော်ကျွန်တော်အားချမ်းချမ်း Hardcore series လေးလုပ်ပါမယ်လောဆယ်ကျွန်တော်တို့ဒီမှာ firework လေးလုပ်လိုက်ပါအောင်ကျွန်တော်လောဘကြည့်ပြီးကျွန်တော် 4 step ကျော်လုပ်လိုက်ပါတယ်Okay ကျွန်တော် 4 step နဲ့မှာတစ်ခုတိတိရောက်သွားပြီပေါ့နော်ကျန်တဲ့ဟာတွေတော့ကျွန်တော် villager နဲ့ drop trade ပါမယ်ကျွန်တော် nether တွေရရင်ကျွန်တော် village ကိုတွားအောင် guys ကျွန်တော် nether ရဲ့ရောက်တဲ့ခါမှာကျွန်တော်ဒီကျွန်တော်ဖောက်ထားတဲ့ဒီ patchway တိုင်းပေါ့နော်ကျွန်တော်တွားပြီးတော့ဒီတခြား nether border စီကိုတွားပါမယ်ဒီ patchway တိုင်းပဲအဲ့ဒါကျွန်တော်ရွာရောက်ပြီပေါ့နော်တွားလိုက်ပါအောင်မယ်Wait, Gusty, what the fuck?
Okay ကျွန်တော်ရွာကိုတွားကြပါပြီ guys ဆိုတော့ကျွန်တော်ရွာသားရဲ့အိတ်နေပြီထင်တယ်အဲ့ကျွန်တော်လည်းတွားရအောင် let's go ဟေးအောင်ဒါကြီးထားတော့ငါအိတ်မယ်ပေးပဲ Okay ဟဲ့ဘာဟုံးလဲဘာလဲဟဲ့တွားလှုပ်တွားငါပြင်းဟဲ့ဒီတယောက်ပဲခရီးอ่ะတကောင်နဲ့ကြံနေတယောက်တည်းထီးကြံနေဟဲ့မင်းဘယ်လိုလုပ်မလဲတယောက်တည်းထီးကြံနေငါမင်းစားစိတ်မကောင်းကွာငါမင်းတော့ကောင်းမှုကုတော်ရောက်ပေးမယ်โอเคမင်းလည်းဝစ်ချုပ်ပေးမယ်ကျောင်းမှာတရားကြောင်မရှိဘူးဟဲ့အောင်ဘာလာ trade နေရတော့အဲ့ဒါကမရောင်းခဏနေကျွန်တော် secret နေရာတွားပြီးရောင်းဝယ်တွားလုပ်လိုက်အောင်မယ်ဟဲ့အောင်မင်းတို့နဲ့များပါ့ဘာဟုတ်လဲ Okay ဒီbra เรา trade လိုက်ပါပြီEmerald shit တုံးပဲရတယ်ပြောမှာကုံသွားပြီမရှိတော့ဘူးခါတော့ Clinis လား Clinis စေးပေါ်ရလူလေအဲ့ဘဲကဘယ်လိုခေါ်လဲအင်္ဂလိပ်လို့အဲ့ဘဲရှိလားလေအော်ဒီမှာRodan Bro ကွာများဟောငါရောင်းမယ်ဆိုတော့မင်းကြိုကြည့်နေလို့လား trade ကိုမ trade ဘူးကဲဝစ်စာမင်းကတုံးလဲမဝင်ကွာတကယ်ကောင်ကွာတချို့ Travis ကြံသေးလားမသိဘူး I think ခင်ဗျာပြောကြည့်ရBro တရားမှမရှိဘူး Okay guys ကျွန်တော်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပါပဲခင်ဗျာကျွန်တော် MS ဟာကျွန်တော် voting လုပ်ထားတဲ့အတိုင်းကျွန်တော်ပြန်လာပြီးလုပ်တယ်ပေါ့နော်ဆိုတော့နောက်ဗီဒီယိုကြမှာကျွန်တော်ဒီထက်ပိုကောင်းအောင်လုပ်ပါမယ်ကျွန်တော်ဒီနေ့ဘာမှလုပ်စရာလုံးဝမရှိဘူးပေါ့နော်အဲ့တော့ရွာသားရင်းနေပဲကျွန်တော်ဒီတိုင်းလေးပဲ trade ခဲ့ပါတယ်လို့ရအောင်မင်းလက်ခံနေမလားကောင်းပါ trade Okay ပါ Okay ကျွန်တော်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ guys အားလုံးကျွန်တော်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်အားလုံးကျွန်တော်ဘာဟာကော series လေးကျွန်တော်လာဖို့ရှိပါတယ်ဒီဘောကလည်းကျွန်တော် Ender Dragon KPI ဖြစ်တဲ့ကြောင့်ထပ်ပြီးကစားဖို့ကျွန်တော်တိတ်စိတ်ကူးမရှိတော့ဘူးเนาะ building လေးပါရေးဆောက်ဖို့ပဲကြံမယ်အဲ့ဒါလည်းကျွန်တော် barrel ဖြစ်တဲ့ကြောင့် timeless ကရိုက်လို့မရတဲ့အတွက်ကြောင့်အဲ့လောက်ထိရောကျွန်တော်ပြဖို့စိတ်ကူးတိတ်မရှိဘူးပေါ့နော်ကျွန်တော်နောက်ထပ် series တွေတော့ထုတ်မယ်အဲ့ series တွေနဲ့ပဲကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ် guys အားလုံးကျွန်တော်နောက် video ကြမှာပြန်တွေ့ကြပါပါအားလုံး good bye bye